ကျွန်တော်တို့အာဂျင်တီးနားအသင်းကတော့ back to back champion ဖြစ်ဖို့ရည်စက်လာပြီးတော့ပြန်ပြီးတော့လက်တကမ်းလို့ရတော့ final ကိုတက်သွားပြီပေါ့ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအင်္ဂလန်နဲ့အာဂျင်တီးနားအသင်းတို့ရဲ့ semi final ပွဲစဉ်ကတော့ပြီးဆုံးသွားပြီပါပဲအာဂျင်တီးနားအသင်းကအင်္ဂလန်အသင်းကို2 goal ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးတော့ကျွန်တော်တို့အင်္ဂလန်အသင်းကို semi final မှာဖြုတ်ချပြီးတော့ကျွန်တော်တို့ဂိုကြီးမက်ဆီဦးဆောင်တဲ့အာဂျင်တီးနားအသင်းဟာစပိန်နဲ့တူကို final ကိုချီတက်သွားခဲ့ကြကျွန်တော်ဒီပွဲအကြောင်းကိုပြန်ပြီးတော့သုံးသပ်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမပိုင်းအစကပြောမယ်ဆိုလို့ရှိရင်အင်္ဂလန်အတွက်လည်းခက်ခဲသလိုအာဂျင်တီးနားအတွက်လည်းခက်ခဲတဲ့အစပဲအင်္ဂလန်အာဂျင်တီးနားအသင်းကပထမပိုင်းမှာပွဲစပြီးဆိုတာနဲ့ထက်တန်းချင်းဝင်ထွက်ချမ်းတွေဆိုလို့ဝင်ချမ်းအထွက်ချမ်းတွေကိုတေချောက်ချမ်းတဲ့မမထန်ထန်နဲ့ကိုအင်္ဂလန်အသင်းကစားကွက်တယ်မြောင်ဆော့ခဲ့တာအင်္ဂလန်အသင်းကလည်းအဲ့လိုပဲအာဂျင်တီးနားအသင်းကိုကစားကွက်လုံးဝပြီးအတင်မခံမဲနဲ့ကိုရတဲ့ပုံစံနဲ့ကိုတိုက်စစ်ဆင်ဖို့ကြိုးစားခဲ့တယ်သို့သောအင်္ဂလန်နဲ့အာဂျင်တီးနားတို့အသင်းကပထမပိုင်းမှာတော့တစ်ဖက်နဲ့တစ်ဖက်ဂိုးမသွင်းနိုင်မဲနဲ့စီးနဲ့ပဲပထမပိုင်းပြီးဆုံးသွားတယ်ပေါ့ကျွန်တော်တို့ဒုတိယပိုင်းဆက်စပ်ဦးချင်းမှာပဲကျွန်တော်တို့မှာပွဲစားချင်းမှာပဲကျွန်တော်တို့အာဂျင်တီးနားအသင်းကအပြောင်းလဲလုပ်လာပြီးတော့အာဂျင်တီးနားအသင်းကပွဲစားချင်းမှာပဲ45မိနစ်မှာကျွန်တော်တို့အာဂျင်တီးနားအသင်းတိုက်စစ်ဆင်တဲ့ဥစ္စာ9ရက်လူနီးပဲဖြစ်နေပါတယ်သို့တော့ကျွန်တော်တို့အာဂျင်တီးနားအသင်းကဘယ်လောက်ပဲဖွင့်တိုက်ခဲ့တကယ်တည်းကျွန်တော်တို့ပထမဦးဆုံးရ9ရောက်သွားတာတော့ကျွန်တော်တို့အင်္ဂလန်အသင်းပဲဖြစ်တယ်ပေါ့အင်္ဂလန်အသင်းက54မိနစ်မှာကျွန်တော်တို့ကောင်တာပြန်ပေါက်တဲ့တစ်ဆင့်ကနေပြီး Rice ကအင်္ဂလန်အာဂျင်တီးနားအသင်းရဲ့အမားလေးရဲ့တစ်ဆင့်ကျွန်တော် Rice ကရတယ် Rice ကရပြီး Rice ကတစ်ဆင့် Roger ပြီး Roger ခက်မဲ့မဲ့ပတ်စင်ပြီးတဲ့ဥစ္စာကိုရန်ပိတ်ပြီးတော့အနိုင်ကိုသိမ်းသွားတာပေါ့အင်္ဂလန်အဲ့ဒီမှာတော့ကျွန်တော်တို့အင်္ဂလန်အသင်းက9ရပြီးတော့ဆိုတော့အာဂျင်တီးနားအသင်းရဲ့လုံးဝစိတ်တပန်းဆိုင်ရာအကုန်လုံးတော်တော်ချီးကျူးမယ်သူတို့ mentality ပဲလုံးဝဂိုးပေးလိုက်ပြီးဆိုတော့တသိန်းလုံးဒီဘောတက်တက်ဆင်လိုက်တာကျွန်တော်လည်းအဲ့ဒီမှာမေးနေတာတူချဲပြီးတော့မေးရင်တူချဲ9ရောက်သွားပြီမယ်ကျွန်တော်တို့54မိနစ်ပဲရှိသေးတယ်ပွဲပြီးတော့အများကြီးလိုသေးတယ်ဘလို့မအောင်မဖောက်တော့ဘူးဘာလို့ခံစစ်ကိုစိုးဖို့ဘယ်သူရွေးချယ်ခဲ့လဲဘလို့မှစဉ်းစားလို့မရအဲ့မှာကျွန်တော်တို့အာဂျင်တီးနားအသင်းကလုံးဝတက်တက်ဆင်နဲ့68မိနစ်မှာဂိုးကန်ဒီဂိုးလူစစ်တဲ့တစ်ချိန်ဖြစ်ခဲ့ပါတယ်ဖြစ်ပြီးမှကျွန်တော်တို့ hydration break ပြီးတဲ့အခါမှာတော့အင်္ဂလန်အသင်းကကျွန်တော်တို့အာဂျင်တီးနားအသင်းရဲ့ထိုးပေါက်နေတဲ့ viewer ဖြစ်တဲ့ကျွန်တော်တို့ long pass တွေ short pass တွေတောက်လျှောက်တွေကျွန်တော်လှမ်းလောင်းပြီးတော့အမြင်မောတွေအသုံးချပြီးတော့သုံးချတယ်ပြီးအယ်ဇိုဖာနယ်တက်ရဲ့ wicket တွေနဲ့ကန်မှုလုပ်နေတယ်ဒါကိုသိတဲ့တူချေကြီးကလုံးဝသူ့အသင်းကိုကြောက်ပြီးတော့ပွဲကစားရင်15မိနစ်ပဲလူတဲ့အချိန်လောက်ကိုထိန်းဆော့မယ်ဆိုတဲ့ပုံစံမျိုးဆိုင်တယ်လူစားလေးနဲ့မှုတွေအများကြီးပြုလုပ်ခဲ့ပေါ့ဗျာဒါပေမဲ့ hydrogen break ပြီးကျွန်တော်တို့ပြန်စပြီးတော့ဘယ်လောက်မှမကြဘူးအဲ့မှာကျွန်တော်တို့ချက်ချင်းပဲအဲ့ဆိုဖာနယ်တက်ကနေပြီးအဝေးကစ်ချင်နဲ့ကျွန်တော်တို့ချီပါကူသွင်းခဲ့တယ်ပေါ့ဗျာကျွန်တော်တို့သွင်းပြီးတော့တင်းမကြောက်လက်ပိတ်ဆော့နေတဲ့အင်္ဂလန်ကျွန်တော်တို့ပွဲပြီးခဲ့ရင်9မိနစ်လို့84မှာ85မိနစ်မှာကျွန်တော်တို့မာတီနက်စ်ရဲ့ခေါင်းတိုက်ကိုခွင့်ပြုလိုက်ပေါ့ဒါတော့မှဒါမျိုးခေါင်းတိုက်ကိုတွေကိုခွင့်ပြုရမှာဆိုလို့သူချဲကြိုတင်ပြီး hydration break ပြီးရဲ့ကွာကြိုတင်ပြီးတော့အမြင်ကစားမဲ့ပြီးတဲ့ဘန်တို့ orally တို့ထည့်ပြီးတော့တေချာပိတ်ဆို့တာဒါပေမဲ့ဘလို့မှအလုံးပြတူချေအရင်တိတ်ကြောက်သွားခဲ့လို့တော့ကျွန်တော်မြင်တယ်ဒီညအင်္ဂလန်ရှုံးတာအာဂျင်တီးနားကောင်းတာနဲ့စားလို့ရှိရင်တူချေတိတ်ကြောက်သွားတဲ့ညလို့ပဲကျွန်တော်တို့ခေါင်းစဉ်တက်ချင်တယ်ကဲဘာပြောအာဂျင်တီးနားအသင်း congratulation ပါထိတ်မှာတော့ final မှာတော့အင်္ဂလန်တက်များစွာကောင်းတဲ့စပိန်အသင်းကစီးကျော်ဆောင်နေပါတယ်ဘက်တူဘက်ချန်ပီယံဖြစ်နိုင်ပါသေးလို့ဆုတောင်းပါတယ်အဲ့မဲ့သို့ဆိုကျွန်တော်တို့ final မှာတော့စပိန်ဝင်အပိတ်မှာဘာလို့လဲစပိန်ကကစားကွက်ရအာဂျင်တီးနားထက်အများကြီးကောင်းတဲ့အသင်းပေါ့လို့ပါအဲ့တော့ကျွန်တော်စပိန်အသင်းမှာလည်းကျွန်တော်တို့အာဆင်နယ်ကစားသမားရှိသေးတယ်လေအာဂျင်တီးနားတစ်သင်းမှမရှိရဆိုတော့ကျွန်တော်စပိန်ကအပိတ်မှာပဲကဲ by the way အာဂျင်တီးနားပြည်သက်တဲ့အကုန်လုံး congratulation ပါအာဂျင်တီးနားအသင်း congratulation ပါအားလုံးပဲကျေးဇူးများတင်ပါတယ်